Hello everyone, in this video, I like to share different ways to order foods and drinks in a restaurant. Are you with me? Let's go. ဒီနေ့ဗီဒီယိုလေးမှာတော့ဒီစားသောက်ဆိုင်ကိုရောက်တဲ့အခါမှာဆိုလို့ရှိရင်အစားအသောက်မှာလို့ရတဲ့နည်းလမ်းလေးတွေကိုပြဝေပေးချင်ပါတယ် The first one is I would like to order ဒီသမင်းကြော်တစ်ပွဲလောက်ပေးပါဆိုလို့ရှိရင် I would like to order a fried rice chicken. I would like to order fried rice with chicken. ဒီတစ်ဘူးလောက်ပေးပါဆိုလို့ရှိရင်တော့I would like to order a bottle of water. I would like to order a bottle of water. နောက်ထပ်သုံးလို့ရတဲ့ဝါကြလေးတစ်ခုကတော့ I will have ငါစားမယ်လို့ပြောခြင်းဖြစ်ပါတယ်။ငါစားမယ်ငါတောက်မယ်ပေါ့နော်အဲ့လိုပြောခြင်းဖြစ်ပါတယ်။လက်ဖေးတစ်ခွက်တောက်မယ်ဆိုလို့ရှိရင်တော့ I have a cup of tea. I have a cup of tea အဲ့လိုမျိုးလည်းသုံးလို့ရပါတယ်။ Okay နောက်ထပ်နည်းလမ်းလေးတစ်ခုကတော့ could I have ဘီယာတစ်ခွက်လောက်ပေးပါဆိုရင် could I have a glass of beer? Could I have a glass of beer? Wine တစ်ခွက်လောက်ပေးပါ Could I have a glass of wine? Could I have a glass of wine? အဲ့လိုမျိုးလဲမှာလို့ရပါတယ်။ခေါက်ဆွဲကြော်စက်သားနဲ့ပေးပါဆိုရင် Could I have fried noodle with chicken? Could I have fried noodles with chicken? နောက်ထပ်မှာလို့ရတဲ့ဒီလမ်းလေးတစ်ခုကတော့ Could I get? Could I get? စက်သားဘာဂါတစ်ပွဲလောက်ပေးပါဆိုရင် Could I get chicken burger? Could I get a chicken burger? Cappuccino တစ်ခွက်လောက်ပေးပါဆိုရင် Could I get a cappuccino please? Could I get a cappuccino please? ဘာလို့ဒီမှာတောင်းမှာလားဒီ parcel ဆွဲမှာလား parcel ယူမှာလားဆိုလို့ရှိရင်တော့ here or to go here ဆိုတာကဒီမှာတောင်းမယ်လို့ပြောခြင်းဖြစ်ပါတယ် to go ဆိုတာကကျတော့ဒီ parcel ဆွဲတာပေါ့နော် parcel ဆွဲတာကိုတော့နောက်တစ်ခုက take away လို့လည်းသုံးလို့ရှိပါတယ်ဒါဘယ်လောက်ကျလဲလို့မေးမယ်ဆိုရင်တော့ how much is it? How much is it? ဒါမှမဟုတ်လဲ how much does it cost? How much does it cost? ဒါမှမဟုတ်လဲ how much လို့လည်းမေးလို့ရပါတယ်အားလုံးပေါင်း$10ကျတယ်ဆိုလို့ရှိရင်တော့ your total comes to $10 your total comes to $10 $5ပဲကျတယ်ဆိုတော့ your total comes to $5 your total comes to $5ဒီကွာတော့ဒါအားလုံးပေါင်း$10ကျတယ်ဆိုတော့ it's $11 that will be $11 that will be $11အဲ့လိုလည်းပြောလို့ရပါတယ် Okay, hopefully that will be useful for your conversation. Bye for now and see you in coming videos. And I wish you to have wonderful days.